လုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင် mobile phone တွေမှာအသုံးပြုနေတဲ့ battery တွေရဲ့တက်တန်းကိုပေါ့နော်ကြာရှည်ခံအောင်ဘယ်လိုနည်းစနစ်လေးတွေအသုံးပြုရမလဲဘယ်လိုအချက်လေးတွေလိုက်နာမလဲဆိုတဲ့အကြောင်းအရာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အားသွင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်သူ့မှာ original ပါတယ် original charger original adapter တွေနဲ့ပဲအားသွင်းတဲ့နေပေါ့နော်spare part ပစ္စည်းဝယ်ရမယ်ဆိုလို့ရှိရင်လည်း original adapter နီးပါးကောင်းတဲ့အားသွင်းကြိုးကောင်းတွေကိုဒါအသုံးပြုတင်ပါတယ်နံပါတ်2အချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းအားသွင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီကျွန်တော်တော်များများပေါ့နော်ဖုန်းအားသွင်းပေါက်ကိုကြိုးထိုးပြီးတော့မှပလက်ကောင်းကိုထိုးရမျိုးရှိပါတယ်ပေါ့နော်အဲ့လိုအရှင်မျိုးမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်းအားသွင်းတဲ့နည်းစနစ်မှားယွင်းနေရပဲဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့အားသွင်းရမလဲဆိုလို့ရှိရင်ဖုန်းရဲ့ adapter ကိုပလက်ခုံမှာအရင်ထိုးလိုက်ပါပြီးတော့မှကျွန်တော်တို့သူ့ရဲ့ကြိုးကိုဖုန်းအားထဲကိုတွန်းပြီးတော့မှထိုးတင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့အားသွင်းတင်ပါတယ်နံပါတ်3အချက်ကတော့ကျွန်တော်တို့ 80-20 rule ပေါ့နော်ကျွန်တော်တို့ဖုန်းအားသွင်းပြီဆိုလို့ရှိရင်ဖုန်းအားတော်တော်များများပေါ့နော်အားကုန်မှပြန်သွင်းတယ်ပြီးလို့ရှိရင်အားပြီးလို့ရှိရင်ဖြုတ်တယ်ဆိုတဲ့ဟာမျိုးကကြာလာလို့ရှိရင် battery တက်တန်းကိုထိခိုက်စေနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းအား20%လောက်ရောက်ပြီဆိုလို့ရှိရင်အားပြန်ပြီးတော့တွင်းတင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းအား80%လောက်ရောက်ပြီဆိုလို့ရှိရင်လည်းဖုန်းအားတွင်းတာကိုဖြတ်ချပြီးတော့မှတုံးတင်တယ်ပေါ့နော်အလွန်ဆုံးကျွန်တော်တို့90%လောက်ထိတွင်းတင်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ကသုံးမယ်ဆိုလို့ရှိရင် battery တက်တန်းကိုပို့ပြီးတော့မှကြာရှည်ခိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့ဖုန်းတွေ battery မှာဆိုလို့ရှိရင်တက်တန်းရရှိခိုင်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားပေးပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ